ရက်အော်မင်္ဂလာပါရှင် AK77 မှာပြန်လည်ကြိုဆိုပါရစေ။ဆရာကြီးတကုံရွှေများရဲ့တစီနဲ့ဖြစ်ရဆန့်ကျင်ဝတ္ထုများတွေကဘဝဲဆောင်သောယတနာတိုက်ဆိုတဲ့အပိုင်းကိုဆက်လက်တင်ဆက်ပေးကြပါရရှင်။လိုက်ပါနားဆင်ခန်းစားကြပါရှင်။ကုန်းပေါ်တွင်ရှိသောပစ္စည်းဥစ္စာများထက်ပင်လယ်ရေအောက်တွင်ရှိသည့်ပစ္စည်းဥစ္စာရွှေငွေတို့ကပို၍ပေါ်များလာပေ၏။ကုန်းပေါ်ရှိယတနာများသည်တာမန်တူးဖော်ရုံများနှင့်အလွယ်တကူရရှိနိုင်မည်မှာမှန်တော်လေရေအောက်ရှိယတနာများကိုမူအလွယ်တကူရရှိနိုင်မည်ပါဟုတ်ပေထို့အပြင်ထူးဆန်းကြောက်မဲ့ဖွယ်ကောင်းသည့်ရေတက်တော်ကြီးများ၏ဘေးရန်ကလည်းရှိနေသေးသည်ပင်လယ်သမုဒ္ဒရာတွင်တွာလာနိုင်သည့်တင်ဘောတော်မကခင်မီရေငုတ်ကရိယာများလည်းလိုအပ်၏ထိုမြတော်မကသည်ဇွဲတက်သည့်နှင့်ပြည့်စုံသောရေနှက်တွင်ငုတ်ဖူးစွန့်စားဖူးသည့်တစ္ဆာရှိရေငုတ်သမားကောင်းလည်းလိုအပ်၏အဘဲကြောင့်ဆိုသောတချို့ရေငုတ်သမားများမှာပင်လေရေအောက်ပေပေါင်းများစွာနှက်ဆိုင်သည့်နေရာတွင်စွန့်စားစားငုတ်နိုင်စွမ်းရှိသောလေတစ္ဆာမရှိဂတိမတိကထိုစွန့်စားရှာဖွေမှုမှာအချီးနှီးပင်ဖြစ်တတ်လေသည်ယခုရေတန်းအံ့သောအထုပ်ပတိမှာတောင်အမေရိကတိုင်းအနောက်မြောက်ပိုင်းဖြစ်သောကိုလံဘီယာနယ်အနေတွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်မှန်တစ်ခုဖြစ်၍ကိုတိုင်စွန့်စားရှာဖွေသူမှာ Lieutenant Bogle Harry Risenberg ဆိုသူဖြစ်လေသည်သူသည်ဝါသနာအလျောက်ပင်လယ်ရေအောက်တွင်နှင့်မြုပ်နေသည့်တင်ပေါ်များမှပစ္စည်းဥစ္စာရွှေငွေများကိုရှာဖွေခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုခဲ့ရာ၄ခေါက်ထဲနှင့်ပင်ပေါင်9500တန်ဖိုးရှိသည့်ရွှေများကိုရရှိခဲ့သည်ဟုဆို၏ပင်လယ်ရေအောက်ကသဲပြင်တွေပေါ်မှာရောကြောက်ဆောင်ကျူကြောက်ဆောင်ကြားတွေမှာရောပြက်နေတဲ့တင်ပေါ်ပြက်တွေဟာရာပေါင်းများစွာရှိတယ်တစ်ထောင်ထောင်ကြော်ကောင်းကြော်မယ်အဲ့ဒီအထဲမှာရှိတဲ့ရွှေတွေငွေတွေဟာမရေမတွက်နိုင်ဘူးရွှေငွေသာမကသေးဘူးအဖိုးတန်ကြောက်မြက်ရွှဲတွေလည်းရှိသေးတယ်တင်ပေါ်ပြက်တွေဟာကဘာကြီးကိုပတ်ပြီးတစ်ခုနဲ့တစ်ခုဆက်နေမတတ်ပဲရွှေကြိုးကြီးကိုတန်းထားတဲ့အတိုင်းပါပဲဗျာဒီပစ္စည်းတွေဟာတကယ့်ကိုဇွဲတက်သိနဲ့စွန့်စားစားလာပြီးယူမဲ့လူတွေကိုစောက်နေတယ်ဟုတ် Harry Risenberg ကပြောလေသည်ကျွန်ုပ်အထက်မှာပင်လယ်ရေအောက်ရှိရွှေနှင့်ငွေများမှာကပောက်ပေါ်တွင်ရှိသမျှအစိုးရငွေတိုက်များတွင်ရှိသည့်ရွှေနှင့်ငွေများထက်ပင်ပိုလိမ့်မည်ဟုကျွန်ုပ်ယူဆပါသည်ကျွန်ုပ်ကိုယ်တိုင်၄ကြိမ်တိုင်တိုင်စွန့်စားငုတ်ယူခဲ့ရာပေါင်9500တန်ရွှေများကိုရရှိခဲ့ပါသည်၎င်းမှာကြီးကြီးကျယ်ကျယ်စွန့်စားမှုများသာဖြစ်၍အသေးအဖွဲများမပါပါကျွန်ုပ်အားလုံးရရှိသောပစ္စည်းတန်ဖိုးမှာကနန်း6လုံးပင်ကျော်ခဲ့ပါပြီတို့တော့ရင်းတို့ကိုရရန်ကလွယ်ကူလာသည်တော့မဟုတ်ပေသိမင်းသည်ရေငုတ်သူများအားပင်လေရေအောက်တဲပြင်ပေါ်တွင်အမြဲလိုလိုစောင့်ဆိုင်လျက်ရှိပါသည်ဘေးအန္တရာယ်များကလည်းများပြားလာပါသည်အသက်ရှူလေးပိုက်ပေါက်၍လည်းတည်နိုင်ပါသည်ကြောက်ကြိုကြောက်ကြားတွင်ခြေချော်လက်ချော်ကျ၍လည်းတည်နိုင်သည်ငမန်းငစင်တို့၏တိုက်ခိုက်မှုကြောင့်လည်းတည်နိုင်သည်အော်တိုပတ်ခေါ်ပင်လယ်ရေပဝဲကြီးများ၏နှမောင်းကြီးများအောက်တွင်တဖြည်းဖြည်းအသက်ရှူကျက်၍လည်းတည်နိုင်၏ကျွန်ုပ်သည်အထက်ပါအခက်ခဲများကိုကြော်လွှားနိုင်ခဲ့သဖြင့်ယခုတိုင်းအသက်မသေးချမ်းရှိနေခဲ့သည်အနေရများနှင့်ရင်ဆိုင်ရသည်ကျွန်ုပ်အနိုင်ရခဲ့သည်ကသာများ၏တို့တော့တခါတည်းရန်အညံ့ခံလိုက်ရ၏ရေအောက်ရှိယတနာများကိုရှာဖွေသည့်လုပ်ငန်းမှာဤမြလောက်ဘေးအနေရထူပြောလာတော်လေကျွန်ုပ်သည်လောဘသားဖြစ်၍တိုး၍သာရှာဖွေလိုသည်စွန့်စားလိုသည်မြည်မြလောက်ရှိနေသည်ဖြစ်စေငုတ်ရှိုးရှာဖွေမိသာဖြစ်သည်တနေ့တွင်ကျွန်ုပ်သည်ကိုလံဘီယာနယ်ဗျူနာပင်ဂျူရာမြို့နှင့်မာလာပီလိုကျွန်းဆက်ကြားရှိရေလက်ကြားသို့တွားရောက်ကစွန့်စားရှာဖွေအုံမြင့်ဖြစ်၏ထိုနေရာကငွေချောင်းကြီးများသည်ဆွေးမြေ့ပောက်ကွဲနေသည့်တင်ဘောကိုယ်တဲ့ကြီးအတွင်းတွင်ရှိနေသည်ထိုတင်ဘောကြီးအတွင်းရှိပစ္စည်းဗန္ဒာများမှာကျင်းစာတင်နေသည်ဟုလူအများကပြောဆိုယုံကြည်ကြသည်ကျွန်ုပ်သည်အယူသေးသောလူတစ်ယောက်မဟုတ်ပါတို့သောရင်းပစ္စည်းဗန္ဒာများကိုလာရောက်ရှာဖွေသည့်ရှာဖွေရေးအဖွဲ့၈ဖွဲ့မှရေငုတ်သမား၈ယောက်တို့မှအထက်ပါဘေးအန္တရာယ်များနှင့်တွေ့ကြုံခဲ့ရသဖြင့်ပစ္စည်းမရဘဲတေးကျေပျက်စီးခဲ့ကြရလေသည်ရင်းအချက်ကိုထောက်ထားသဖြင့်ထိုပစ္စည်းဗန္ဒာများမှာကျင်းစာတင့်သောတိုက်တစ်ခုဖြစ်၍နေလေသည်ထိုနေရာ၌ကျွန်ုပ်ကိုယ်တိုင်ရေငုတ်ရှာဖွေခဲ့ရာရခင်ကံကြမ္မာဆုံးငင်သောရေငုတ်သမားတို့၏ဥခုများကို၎င်းတို့၏တန်ခမောက်များနှင့်အတူတင်ဘောပြက်ကြီးအတွင်းမှတွေ့ခဲ့ရသည်တို့နှင့်ပင်ကျွန်ုပ်သားအသက်မသေးဘဲပြန်၍တက်လာနိုင်ခဲ့လေသည်ထိုနေရာ၌ကျွန်ုပ်ကိုယ်တိုင်ရေငုတ်ရှာဖွေခဲ့ရာရခင်ကကြမ္မာဆုံးငင်သော
ရေငုတ်သမားတို့၏ဥခုံများကို၎င်းတို့၏တန်ခမောက်များနှင့်အတူတင်ပေါ်ပစ်ကြီးအတွင်းမှတွေ့ရ၏တို့နှစ်ပင်ကျွန်ုပ်သားအသက်မသေးပဲပြန်၍တက်လာနိုင်ခဲ့လေသည်ယခုကျွန်ုပ်ရေးမိအကြောင်းမှာရေငုတ်စွန့်စားရှာဖွေရေးဘဝခရီးတစ်လျှောက်တွင်ကြောက်မဲ့ဖွယ်အကောင်းဆုံးသောအတွေ့အကြုံတစ်ခုဖြစ်လေသည်ကျွန်ုပ်သည်ထိုယတနာတိုက်အကြောင်းကိုဆာလီဝိုင်ယာဆိုသူရေငုတ်သမားတဦးထံမှကြားသိရသည်တင်ပေါ်မှာလွန်ခဲ့သောနှစ်ပေါင်း200ကျော်300ခန့်ကမာလာပီလိုကျွန်း၏ကြောက်တန်းကြောက်ဆောင်များပေါ်တွင်နစ်မြုပ်သွားသည့်အမည်မသိစပိန်ပင်လယ်ကူတင်ပေါ်ကြီးတစ်စင်းဖြစ်လေသည်တို့နှင့်ရက်တပတ်အနှင်းငယ်ကြာသောအခါကျွန်ုပ်သည်ထိုစပိန်တင်ပေါ်ကြီးရှိရာသို့တွားရောက်ကရွှေငွေရတနာများကိုရှာဖွေလျက်ရှိလေ၏တင်ပေါ်ပြက်ကြီးသည်ကြောက်ဆောင်နှစ်ခုကြားရှိတဲပြင်ပေါ်တွင်ညီညာတက်မစွာရှိနေ၏ရေအနက်မှာပေ120ရှိသည်တင်ပေါ်ရက်တိုင်များမှာကျိုးပဲ့လျက်ရှိနေတော့လေ၎င်း၏ခိုင်ခန့်သောအသက်ကယ်လေးကလေးများမှာကြိတ်ကြီးများတွင်ခိုင်မြဲစွာချီနှောင်တွဲလျက်ပင်ရှိနေသေးသည်တင်ပေါ်ပေါ်မှရှော့ချပေးသဖြင့်ရေအောက်မျက်နှာပြင်ပေါ်သို့ရောက်သောအခါကျွန်ုပ်သည်ထိုနှစ်မြုပ်နေသောစပိန်တင်ပေါ်ကြီး၏တင်ပေါ်အေယာတစ်လျှောက်တွင်တဖြည်းဖြည်းဆန်းသက်လျှောက်သွားလျက်ရှိလေသည်ကျွန်ုပ်၏ရေငုပ်အဝတ်တွင်ဝတ်ဆင်ထားသည့်ကျိုးများနှင့်ပိုက်လုံးများမှာညီသည့်အရာဝတ္ထုနှင့်မျှညှိတွဲမနေကြောင်းအသေးအချာဆန်းသက်ကြည့်ရှုမိ၏ထို့နောက်ကျွန်ုပ်သည်ခါးတွင်ပတ်ထားသည့်ခပတ်မှတပေခန့်ရှည်လျားသောဓာတ်ကိုဆွဲထုတ်လိုက်ပြီးလေတင်ပေါ်ကုန်းပတ်ပေါ်မှတင်ပေါ်၏အောက်ထပ်သို့ဆင်းသက်ခဲ့၏ထိုနေရာ၌အောက်ခံတဲတဲတွင်နစ်မြုပ်နေသောကျွန်ုပ်အရင်ရခင်ကတိတ်ဆုံးခဲ့ရှာသည့်ရေငုပ်သမားနှစ်ယောက်၏ဥကောင်းခုနှလုံးကိုအံ့ဩစွာတွေ့ရှိရသည်ကျွန်ုပ်၏မျက်နှာမှာချွေမြောင်ပြန်၍လာတော့သည်တို့ရှိစဉ်ကျွန်ုပ်၏ရေငုပ်ဝတ်စုံထဲသို့အပြင်းမလေးကလေးခပ်ဖြူဖြူဝင်လာသည်ကိုတတိပြုလိုက်မိသည်တရှိရှိအတန်ကလေးသည်ကျွန်ုပ်၏နားသို့ဖြတ်သွားရာလေပေးသည့်ပိုက်မှာပြက်နေပြီဖြစ်ကြောင်းသိရသည်အနီးပတ်ဝန်းကျင်၌ကကျွန်ုပ်၏ပိုက်ကိုဖျက်ရန်ငမန်းတကောင်တလေးကိုမျှ၎င်းကြောက်စုံကြောက်တဲ့တစ်ခုကိုမျှ၎င်းမမြင်ရချေတို့နှင့်ကျွန်ုပ်သည်အချက်ပြကျိုးကိုဆွဲ၏သူတို့ဆွဲတင်ရန်မှာအကွေ့အကောက်များကိုရှောင်ရှား၍ကျွန်ုပ်အားဆွဲတင်ရန်ဖြစ်သည်မကြာမီကျွန်ုပ်၏ကိုယ်သည်တင်ပေါ်ကုန်းပတ်နှင့်ရိုက်ခတ်မိသည်ကို၎င်းနှာခေါင်းမှသွေးများထွက်နေသည်ကို၎င်းနောက်ဆုံးသိလိုက်ရပြီးနောက်မြည်သည့်အရာကိုမျှမသိရတော့ဘဲမိမျောသွားတော့သည်ကျွန်ုပ်သည်နေရက်လုံးလုံးတတိမရဘဲအဲ့ရတဲ့တွင်လဲလျက်ရှိနေသည်သို့တော့ကျွန်ုပ်သည်မြည်သည့်အခါမျှမကြောက်အကြံကိုမလျှော့ဇွဲနှင့်တတိကိုမလျှော့သဖြင့်တတိယနေ့တွင်တဖန်ဆက်ပြန်သည်ထိုအချိန်အခါတင်ပေါ်ပြက်ကြီးမှအခန်းကလေး၏တကားတစ်ဖက်ပွင့်နေသည်ကိုတွေ့ရသည်ထိုအခန်းလေးအတွင်း၌ကတစ်တာများဖြင့်ပြည့်လျက်ရှိ၏၎င်းတို့အနက်တစ်တာတစ်လုံးသည်အဖုံးကွာလျက်ရှိသည်ကိုမြင်ရသည်ကျွန်ုပ်သည်တစ်တာဘေးတွင်ကပ်လျက်ရှိသောသဲများကိုပုတ်ခွာချပြီးနောက်ကျွန်ုပ်၏လက်နှိပ်တမီးဖြင့်အတွင်းသို့ထိုး၍ကြည့်လိုက်ရာဘောသားရောင်အစင်းဖြင့်ဖြူဖွေးလျက်ရှိသည့်ငွေချောင်းများကိုမြင်လိုက်ရသည်ယတနာတွေတွေ့ပြီယတနာတွေငါတွေ့ပြီဟုတ်တကူရဲရေချိုလိုက်မိသည်ထိုမြသာမကတစ်တာကလေး၏အနောက်တွင်အတော်အတန်ကြီးမားသည့်ရုပ်တုတစ်ခုကိုတွေ့မြင်လိုက်ရလေရာ၎င်း၏မျက်လုံးများမှာညက်ရွယ်များတတ်ထားတဲ့ကဲ့သို့ပြိုးပြိုးပြက်ပြက်အယောင်ထွက်လျက်ရှိလေသည်တို့နှင့်ကျွန်ုပ်လည်းတအံ့တော်ငေးမောကြည့်ရှု၍နေမိသည်တို့ရှိစဉ်ရုပ်တု၏အနောက်မှမဲမဲတန်ကြီးတစ်ခုရုတ်တရက်ထိုးထွက်လာသည်ကိုမြင်လိုက်ရ၏အော်တိုပါပင်လေရီဘဝဲကြီးပါတကား၎င်းမှာ15ပေခန့်ရှည်လျား၍၎င်း၏ကိုယ်တေကြီးမှာကျွန်ုပ်ဝင်လာခဲ့သည့်တကားပေါက်ကိုပိတ်လျက်ရှိနေ၏ကျွန်ုပ်မှာကြောင်းတွင်ပိတ်မိနေလေပြီကျွန်ုပ်၏အနောက်တွင်အပေါက်ကလေးတစ်ခုရှိနေရာကျွန်ုပ်လည်းထိုအပေါက်မှထွက်ပြေးရန်ကိုအနှင်းငယ်အနောက်သို့ဆုပ်လိုက်၏တို့ရှိစဉ်ဘဝဲသို့မဟုတ်အော်တိုပတ်ခေါ်ပင်လေမြော့ကြီး၏နှမောင်းတစ်ခုသည်ကျွန်ုပ်အားရစ်ပတ်ရန်ထိုးထွက်လာ၏သို့တော့ကျွန်ုပ်ကလက်မနေကြငမန်းထိုးသည့်ဓာတ်ကိုခါမှနှုတ်ကအယိုးမရှိသည့်နှမောင်းတန်ကြီးကိုတခါတည်းအပြက်ဖြတ်ချလိုက်၏ထိုအချိန်တွင်တခြားနှမောင်းကြီးတစ်ခုထွက်လာပြန်ရာကျွန်ုပ်လည်းနဘေးမှနေ၍ထိုးလိုက်ပြန်သည်တတိယထွက်လာသောနှမောင်းကိုကအပေါ်မှစိုက်၍ချလိုက်ရသည်ထိုအချိန်၌ဘဝဲကြီးသည်နက်ပြာရောင်အရေများကိုအစမှမှုတ်ထုတ်လိုက်ရာပတ်ဝန်းကျင်ရှိရေပြင်မှာမင်းများကိုတွန်းချလိုက်ပြီးတကဲ့သို့တခါတည်းမဲနှင့်နှပ်သွားတော့သည်တို့ရှိစဉ်နှမောင်းတစ်ခုသည်ကျွန်ုပ်၏ရင်ငုပ်ဝတ်စုံထိတ်မှတန်ကောင်းစွကြီးကိုလာ၍ရပတ်လေရာကျွန်ုပ်မှာတရီးတရိုင်ပါသွားပြီးနောက်တင်ပေါ်အေရ၏နေရနှင့်ရိုက်မိသဖြင့်မိုက်ခနဲဖြစ်သွားတော့၏
ကျွန်ုပ်သည်တတိမလစ်ပဲခက်မတ်မတ်ပြန်၍ရရန်အားထုတ်လျက်ရှိစဉ်နှမောင်းတစ်ခုသည်တန်ကောင်းစု၏အရှိတဲတဲသို့လာ၍ပတ်ပြန်ရာကျွန်ုပ်အားကိုင်၍လှုပ်လိုက်တဲ့ကဲ့သို့ရှိတော်သည်သို့နှစ်ပင်ကျွန်ုပ်မှာတတိလက်လွတ်မဖြစ်ခဲ့ချေတခြားနှမောင်းကြီးတစ်ခုရှော့ခနဲထွက်လာပြီးလင်ကျွန်ုပ်၏လက်ဝဲဖက်ခြေတော့ကိုရစ်ပတ်ပြန်ရာကျွန်ုပ်လဲ၍သွားတော့ကြောင်းကျွန်ုပ်၏လက်ဝဲဖက်လက်ကိုပါရစ်ပတ်မိပြီးနောက်ကျွန်ုပ်အားဒရုဆွဲ၍ခေါ်သွားလေတော့၏ထိုအခါ၌က၎င်း၏မဲမဲလုံးလုံးကိုကြီးမှာကျွန်ုပ်နှင့်ကပ်၍နေပြီးဖြစ်သောကြောင့်တခြားနှမောင်းကြီးတစ်ခုသည်ကျွန်ုပ်ကိုပါရစ်ပတ်လေတော့သည်ထိုအခါ၌ကျွန်ုပ်သည်ရှိသမျှအားအင်ကိုဖြည့်စွမ်းကအော်တိုပတ်ကြီး၏တေခွင်းဖြစ်သည့်လေချောင်းသွေးကြောကြီးရှိရာသို့ကျွန်ုပ်၏ဓာတ်ကိုနောက်ဆုံးစွန့်စားသည့်အနေဖြင့်တအားကုန်ထိုးနှက်လိုက်လေသည်ထိုအချိန်၌ကျွန်ုပ်သည်ခပတ်စီမှကိုကန်၍လှုပ်လိုက်ပြီးတကဲ့သို့တုံလှုပ်သွားသည်ကိုခံစားလိုက်မိသည်ကျွန်ုပ်၏ရင်ငုံဝဆုံအရှိတဲတဲမှအပေါက်တစ်ပေါက်ဖြစ်ကစီပေါင်းကလေးများအပြင်သို့တဆစီထွက်နေသည်ကိုဂရုပြုလိုက်မိသည်စီပေါင်းကလေးများမှာအနီရောင်ဖြစ်၏ကျွန်ုပ်၏ကိုမသွေးများထွက်လျက်ရှိနေလေပြီထိုညီဆွဆွနံသောကျွန်ုပ်၏သွေးများကိုငမန်းများကအနှံ့ရလင်မကြမီရောက်လာပေတော့မည်ကျွန်ုပ်သည်အခန်းပေါက်ဝတွင်တပိုင်းတစပိတ်ဆို့နေသောဘဝဲအသေးကောင်ကြီးကိုလွတ်မြောက်အောင်ထွက်နိုင်မည်ဖြစ်တော်လေသွေးစာနေသောငမန်းများ၏ရံမလွတ်နိုင်မည်မဟုတ်ပေမြည်တို့ပင်ဖြစ်စေကံကောင်းထောက်မှသဖြင့်အပေါ်မှလူများသည်ကျွန်ုပ်အားဆွဲတင်နိုင်ခဲ့ရာကျွန်ုပ်မှာတတိလှစ်လျက်ရှိနေရမှတတိပြန်ရလာသည့်နှစ်တစ်ပြိုင်နက်ကျွန်ုပ်တို့သင်္ဘောအခန်းတစ်ခန့်အတွင်းသို့ရောက်ရှိနေကြောင်းသိရသည်ကျွန်ုပ်၏ဦးခေါင်းမှတန်မျက်နှာဖုံးကြီးကိုလည်းချွတ်ပြီးကြလေပြီကျွန်ုပ်သည်တတိယ၍အသက်ပြန်ရှင်လာစေကောင်းမူတကိုယ်လုံးထုံ၍နေပြီးနှင့်နေရာတိုင်းရှိအယိုးအစစ်တို့မှာကိုက်ခဲလျက်ရှိသည်ကိုတွေ့ရသည်ရင်းတို့သည်ကရေငုတ်သမားများသည်ပင်လေရေအောက်၌အချိန်လွန်၍သွားသည့်အခါခံစားရတတ်သည့်ဝေဒနာမျိုးပင်ဖြစ်လေသည်ကျွန်ုပ်၏ဖြစ်ပုံကဤသို့တည်းယတနာတိုက်ကိုညွန်ပြသူချာလီကိုရသည်တင်မောပေါ်မှနေ၍ကျွန်ုပ်အားအချက်ပေးလိုက်သည့်အခါကျွန်ုပ်ကအချိန်ကြာမြင့်စွာပြန်ချခြင်းမပြုသဖြင့်သူ၏စိတ်ထဲတွင်တန်တရာဝင်လာသည်တို့နှင့်သူသည်တိုင်းရင်သာရင်ငုတ်သမားနှစ်ယောက်အားကျွန်ုပ်၏အဖြစ်ပြက်ကိုစုံစမ်းရန်ဆေလွတ်လိုက်လေသည်ထိုသူနှစ်ယောက်သည်ရေအောက်သို့ရောက်သောအခါကျွန်ုပ်၏အသက်ရှူလန်းကြောင်းများပေါက်ပြက်နေသည်ကို၎င်းကျွန်ုပ်၏ကိုနှမောင်ကြီးသုံးချောင်းဖြင့်ရစ်ပတ်ထားခြင်းခံရသည်ကို၎င်းတွေ့ရ၏ဘဝဲကြီးမှာကတေ၍နေလေပြီတို့နှင့်သူတို့သည်ကျွန်ုပ်၏ပေါက်နေသောရေငုတ်ဝတ်စုံမှအပေါက်များကိုချက်ချင်းပိတ်လိုက်သည်ထို့နောက်ပိုက်လိုက်နှင့်ကျိုးများကိုဓာတ်ဖြင့်ခုတ်ဖြတ်ပြီးနှင့်ကျွန်ုပ်၏ကိုရေပေါ်သို့ရောက်အောင်ဆွဲတင်ကြလေသည်စကားပြောနိုင်သောအခါကျွန်ုပ်ကဂိုင်ချာလီလောကမှာမတွေ့ချင်ဆုံးအရာနှစ်ခုရှိတယ်ဗျဘာလဲသိသလားပြောစမ်းပါဦးနံပါတ်1ကအော်တိုပတ်ဆိုတဲ့တတဝါကောင်းကြီးနံပါတ်2ကအဲ့ဒီအကောင်ကြီးပဲဗျကျွန်ုပ်တို့သည်ဗျူနာဘင်ဂျရာမျိုးမှရွက်ဖွင့်ပြီးပြန်လှည့်လာခဲ့ကြပြီးလင်ကျွန်ုပ်မမူထိုတချီအတွေ့အကြုံနှင့်ပင်စိတ်နှလုံးခြောက်ခြားလာပြီးဖြစ်၍ရည်နှစ်ထဲသို့ပင်နောက်ထပ်ဆင်းရန်စိတ်မပါလာတော့ပဲအချိန်ကြာမြင့်စွာအနာယူလျက်ရှိနေတော့သည်သို့သောစပိန်သင်္ဘောပြက်ကြီး၏ဝမ်ခေါင်ထဲတွင်အဖိုးထိုက်တန်းလာသည့်ငွေချောင်းများရှိနေသေးသဖြင့်လောဘရမက်ကိုမတတ်နိုင်သေးချေဘာပဲဖြစ်ဖြစ်ငါတနေ့တော့ပြန်သွားရှာအောင်မယ်ဟုတ်မိမိကိုမိမိပြောနေတဲ့ကဲ့သို့တီတူပြောနေမိသည်မြေတို့ပင်ဖြစ်စေနှစ်ပေါင်းအတော်ကြာလာသောအခါရခင်ကကြောက်ရွံ့သောစိတ်များသည်လောဘ၏သွေးဆောင်မှုကြောင့်တဖြည်းဖြည်းကွယ်ပြောက်သွားတော့၏ယခုစာရေးနေသည့်အချိန်၌တင်ပေါ်နှင့်တကွရေငုတ်ကရိယာတန်စာပလာများကိုရခင်ကထက်တိုးတက်ကောင်းမွန်အောင်မွမ်းမံပြင်ဆင်လျက်ရှိနေ၏အောင်မြင်မှုအတွက်အားထားရသည့်အခြားအချက်မှာလည်းစပိန်ယတနာတိုက်ကိုဆောင်နေသည့်ဘဝဲကြီးကကျွန်ုပ်၏လက်ချက်ဖြင့်တည်ခဲ့ပြီးဟူသောအချက်ပင်ဖြစ်သည်အဆုံးအထိလိုက်ပါနာဆင်ပေးခဲ့ကြတဲ့သူတဦးတစ်ယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာအခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါဦးရှင်။ Channel ကို Like and Subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်။ကေကျူတာငါနောက်စနေအောင်